ကြောင်းတဝင်လာဖြစ်ခြင်းစုတောင်းမြတ်တာပို့တာခြင်းမြန်မာနိုင်ငံမန္တလေးမြို့ဘာသာပေါင်းစုံမှာဘာသာရေးတောင်းဆောင်များနဲ့ဘာသာဝင်သူတော်စင်ပေါင်းတို့ကဂျပန်နိုင်ငံတွင်မလီမီနဲ့ကစားခဲ့ကြတာဆန္ဒထောက်ထားကြပြီးစုတောင်းမြတ်တာပို့တာကြောင့်တဝင်လာကိုပေးပို့လိုက်ပါသည်ဂျပန်နိုင်ငံသားများနဲ့ထက်တူချက်များဝဲနေစာနာကြောင်းသိစေလိုပါသည်ဘာသာပေါင်းစုံစုတောင်းမှုအတွက်မန္တလေးမြန်မာနိုင်ငံ日本を思う支援メッセージ祈りを捧げます。ミャンマー国マンデレー町のいろいろな宗教派と全年全業が地震の災害で困っている人々のため日本のことを思うメッセージを送ります。地震の災害を日本の国民と同じように悲しく思います。日本の立場をお気の毒に思います。いろいろな宗教家のお祈りグループマンデレー町ミャンマーမန္တလေးမြို့ပေါ်မှာရှိကြတယ်ဘာသာပေါင်းစုံမှာလူမျိုးပေါင်းစုံစုပေါင်းပြီးတော့မြန်မာနိုင်ငံရှမ်းပြည်အရှေ့တောင်ပိုင်းနေရတန်တင့်နဲ့ပုဂ္ဂိုလ်တွေနဲ့ဂျပန်နိုင်ငံငလေးနဲ့စုညံပြီးလူကလေးယာဒုက္ခတွေများအတွေ့စုတောင်းမေတ္တာပို့ကြရအောင်ဘုန်းကြီးမှာစရကလေးတွေရိုက်ပြီးတော့သူတော်ကောင်းတို့ရဲ့လက်ဝဲမှာဝိငါထားပြီးဖြစ်ပါတယ်အဲ့တော့ဘုန်းကြီးကဒီကနေပြီးတော့တိုင်တဲပြီးတော့ဆုတောင်းမေတ္တာပို့ပြီးတဲ့အခါမှာလိုက်ဆိုပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်နော်ဒုက္ခပတ္တာစာနေဒုက္ခဘယပတ္တာစာနေဘယသောကပတ္တာစာနေသောကဟွန်တုသဗ္ဗေတိပါဏိနောဒုက္ခပတ္တာငြိမ်တန်နှင့်စုနာမီဘေဒံယုဂလိယဘေဒံဒီဟုသောဘေဒံဒီဟုသောကိုယ်စိတ်ဆင်းရဲခြင်းသို့ဆိုင်ရောက်၍နေကြကုန်သောသဗ္ဗေပိအလုံးစုံလည်းဖြစ်ကုန်သောပါဏိနောမြန်မာနိုင်ငံရှမ်းပြည်အရှေ့တောင်ပိုင်းငလျင်တန်နှင့်ဂျပန်နိုင်ငံတွင်ရှိကြကုန်သောလူသားအလုံးတို့သည်နေဒုက္ခစာဆင်းရဲခြင်းမရှိကြကုန်သည်လည်း
တုဖြစ်ကြပါစေကုန်သတည်းဘယပတ္တာငရင်တန်နှင့်သုနာမိဘေဒံယုကလိယဘေဒံဒီဟုသောဘေမူပါနှိစ္စခြင်းသောဆက်ရောက်နေကြကုန်သောသဗ္ဗေပိအလုံးစုံလည်းဖြစ်ကုန်သောပါဏိနောမြန်မာနိုင်ငံရှမ်းပြည်အရှိတောင်ပိုင်းငရင်တန်နှင့်ဂျပန်နိုင်ငံရှိလူသားအလုံးတို့သည်နိဗ္ဗာန်စာဒီအန္တရေမကင်းဝေးကြကုန်သည်ဘုံတုဖြစ်ကြပါစေကုန်သတည်းသောကပတ္တာမြန်မာနိုင်ငံရှမ်းပြည်အရှိတောင်ပိုင်းငလျင်တန်သင့်သုနာမိဘေဒံယုကလိယဘေဒံဒီဟုသောဘေဒံတို့ကြောင့်ဆိုရင်ပူဆွေးခြင်းသောရောက်၍နေကြကုန်သောသဗ္ဗေပိအလုံးစုံလည်းဖြစ်ကုန်သောပါဏိနောဂျပန်နိုင်ငံတွင်ရှိလူသားအလုံးရှမ်းပြည်အရှိတောင်ပိုင်းငလျင်တန်သင့်လူသားအလုံးတို့သည်နေသောကာစာဆို၍ပူဆွေးခြင်းမရှိကြကုန်သည်လည်းဘုံတုကောင်းစွာမသွေဖြစ်ကြပါစေကုန်သတည်းယခုဆက်လက်ပြီးဗဟာရီအဖွဲ့မှဆုတောင်းမေတ္တာပို့သခြင်းကိုဥက္ကဋ္ဌတော်တင်ဒီမှဦးဆောင်၍ဆုတောင်းမေတ္တာပို့သပါမယ်။မန္တလေးမြို့ဗဟာရီသာသနာ့ဝင်အဖွဲ့သာသနာ့အဖွဲ့ပုံစံကျမတို့ဗဟာရီသာသနာ့ဝင်များမှာမြန်မာနိုင်ငံရှမ်းပြည်အရှေ့တောင်ပိုင်းနိုင်ငံနဲ့ဂျပန်နိုင်ငံနဲ့ဆုနာမီဒုက္ခသည်များအတွက်ဆုတောင်းမေတ္တာသုံးဖို့နဲ့မေတ္တာပို့ဆုတောင်းမှာဖြစ်ပါလို့ရှင်။ကမ္ဘာငြိမ်းချမ်းရေးဆုတောင်းအိုးကြီးကျယ်မြတ်တုံသောအရှင်လူလောကကြီးမှာစေရေးဆရာမနေစုပူတောင်းတမှုများပပျောက်စေရမဆရုံလူသားတို့ကဗညုထခြင်းစိတ်ဓာတ်များကိုမြင့်မနေဖြတ်တောက်ပြတော်မူရဲ့ချစ်ချင်းမြတ်တာအမြင့်ကိုချပေးကနာတော်မူပါလူတို့၏စိတ်နှလုံးသည်ချစ်ချင်းမြတ်တာနှင့်ပြည့်ဝတဲ့တူးနှင့်တူမြတ်တာကျူးတဲ့နိုင်ငံမဆရုံပါလောကရင်းပညာရများကျွတ်တဲ့လူတို့၏မျက်နှာများသည်တောက်ပကြည်လင်လာကြစေရန်စစ်မဲ့ရေးရများဖွင့်ပြောက်စေလိုမူပါငြိမ်းချမ်းခြင်းနှင့်ဉာဏ်ညွတ်ပြည့်ပြောက်ခြင်းများဖြစ်ပေါ်စေ၍လူသားတို့စီလုံးညီညွတ်ခြင်းတဲတော်ကိုက
ကဘာဆုံးတိုင်စောင့်နေစီတော်မူပါဒုမတာရင်အလုံးသောနိုင်ငံတို့သည်နိုင်ငံကဲ့သို့ဖြစ်လာလေကဘာလုံးသည်လည်းတိုင်းပြည်ဖြစ်လာပါစံကျင်တော်ယူဝါဒဘာသာတရားတို့သည်လည်းစီလုံးကြတာကဘာတစ်ခုလုံးရှိပြီးအပေါင်းတို့သည်အေးချမ်းစွာတူနေတိုင်နိုင်ကြရမည်လူသားတို့သည်တရားတည်တရားပြည့်တော်များမှုတဝေမတဲ့တိုင်းနာဆောင်ရွက်နိုင်စေရန်ဘဝကလာကိုချပေးသနာတော်မူပါမှန်လားဘုရောဒီပေးကမ်းစတဲ့တော်မူသောအရှင်အလုံးစုံတို့ကိုချွေးမဲ့ပြည့်မြင့်တော်မူသောအရှင်ဖြစ်တော်မူပါကြီးမြတ်တော်မူသောကျက်တိမင်္ဂလာတော်ရှိနံပါတ်ဖြင့်စပြုပါကိုရောကခတ်သိမ်းမှုသောဆုတောင်းချက်များပြည့်စုံတော်မူသောအရှင်ယောဂဝေဒနာအပေါင်းတို့ကိုပြောင်းကင်းစေနိုင်တော်မူသောအရှင်အလိုဆန္ဒအလုံးကိုပြည့်စုံတော်မူနိုင်သောအရှင်ဖြစ်တော်မူကျွန်တော်မျိုးသည်ကိုရော၏ရှေးဦးစွာမှတည်ရှိတော်မူသောကျက်တိတော်ကိုမိသက်ခဲ့ပြီး၎င်းဘုရားတမန်တော်ပေါင်းတို့၏လက်လျာကိုချက်ချဖြစ်ကိုရော၏နာမတော်ခွင့်လင်းခြင်းကျက်တိတော်မြတ်ကိုချောင်းပြု၍၎င်းကိုရော၏တကူတော်အားဖြင့်သမုဒ္ဒရာရေတို့သည်ရှံတက်သည်လာပြီးဝင်သည်ခေရင်းစွာပေါ်ထွက်ပြီးသည်အလင်းအောင်သည်လောကရတခုလုံးပေါ်သို့ကြားရောက်စေနိုင်တော်မူသောကိုရောကိုချောင်းပြု၍၎င်းမြာတော်ရာမြာတော်